ကို့အဖေကိုတတ်တဲ့ကောင်မင်းကချိန်စာရည်နဲ့မွေးလာတဲ့ကောင်မင်းကအဲဘက်ဖြစ်အဆက်ရစရာပဲမင်းကကြောက်စရာနှဆိုးတစ်ကောင်ပဲမွေးလာကြတဲ့ကမြစ်တာဆိုတာဘာမှမသိခဲ့ရတဲ့လူတစ်ယောက်နှွေးထွေးမှုဆိုတာမခံစားခဲ့ရတဲ့လူတစ်ယောက်ဂယုစိုက်ခံရမှုတွေကိုမရရှိခဲ့တဲ့လူတစ်ယောက်သူ့ရဲ့မွေးရပါတာမန်မဟုတ်တဲ့ဖြစ်တည်မှုတစ်ခုကြောင့်တဲ့တတိုင်းပြည်လုံးသားမကမိခင်ဖြစ်သူစီရပါရွှေရွှာမုန်းတီးယာကိုခံခဲ့ရတဲ့လူတစ်ယောက်ဟုတ်ပါတယ်တမ်နင်းမှာပြထားတဲ့အတိုင်းလိုကီအကြောင်းကိုဒီနေ့မှာပြောပြပေးသွားမယ်သူ့ရဲ့ဘဝဇာတ်ကြောင်းတုံညာအနိစလို့လက်ရှိ timeline အထိ story တစ်ပုဒ်လို့ကျွန်တော်တေချာပြောပြပေးသွားမယ်ဒီတော့ညီကိုရောအနေနဲ့တခုခုလို့ရင် audio book တစ်ခုလိုမျိုးနားထောင်ခြင်းလားဒါမှမဟုတ်တခုခုစာပြီးကြည့်ခြင်းလားဒါဆိုရင်ဒီနေရာလေးမှာဗီဒီယိုရက်ပြီးတော့မှစားစရာလေးတွေပြင်ထားလိုက်ကြပါ well အဖိုင်ရီလော့ဘုတ်ကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အနေနဲ့ One Piece ဘက်ကိုချိန်မဆန့်ပြစ်တာကြာပြီကျွန်တော်ရဲ့ crew member တွေကိုလည်းပြစ်ထားမိသလိုဖြစ်နေတော့အိုဒါရဲ့အကောင်းဆုံးလက်ရာတွေကတစ်ခုဖြစ်တဲ့ Loki ရဲ့ back story လေးနဲ့ကျွန်တော်တို့ပြန်လာခဲ့ပါပြီကဲအလွမ်းတဲ့နေရာလည်းများပြီလေကြောရှည်နေရာလည်းကြာပြီဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြတာပေါ့အဲ့တော့ဒီဇလန်ရဲ့အရာအလုံးကိုလွန်ခဲ့တဲ့63နှစ်ကနေစမယ်လွန်ခဲ့တဲ့63နှစ်တုန်းက FFP မှာမင်းသားတစ်ပွားဖောင်းမြင်ခဲ့တယ်သူ့နာမည်ကိုတော့ Loki လို့ခေါ်ပါတယ်သူက FF ရဲ့လူတိုင်းချစ်ခင်တာကိုခံရတဲ့ဘရင်ဟာရယ်နဲ့မျိုးရိုးမြေနောက်ခံရှိတဲ့အက်ကိုရောရွာသူဖြစ်တဲ့ Astrid တို့ကနေပြီးတော့မှမွေးဖွားလာတာဒါပေမဲ့ Loki ရဲ့ဘဝဇာတ်ကြောင်းကပျော်ရွှင်စရာကြီးနဲ့မပြည့်နေပဲနဲ့မွေးချင်းမှာပဲတနာစရာကောင်းတယ် Loki ဟာမွေးကလေးကမျက်လုံးကတခြားလူတွေနဲ့မတူပဲတားရဲတကောင်လိုမျက်လုံးနဲ့မွေးဖွားလာတဲ့အတွက်သူ့ရဲ့မိခင်အရင်ကိုယ်တိုင်ကသူ့ကိုကြောက်ရွံ့နေပြီးတော့မှချိန်စာတဲ့နှဆိုးတကောင်လိုတတ်မှတ်ခဲ့ကြတာ Astrid ကသူ့သားရဲ့အတွင်းပြင်ကိုလက်မခံနိုင်မဲ့နဲ့ Loki ကိုသူ့သားရင်းမဟုတ်ဘူးလို့ပါပြောပြီးတော့မှတခြားတိုင်းတစ်ပါးရောက်နေတဲ့ဘရင်ဟာရယ်အပါအဝင် FF တိုင်းပြည်ကပြည်သူပြည်သားအားလုံးကိုပါသူမွေးတဲ့ကလေးကအသေးလေးဆိုပြီးတော့သတင်းမားတွေလွှင့်ခိုင်းခဲ့တယ်။ FF ရဲ့မင်းသားလေး Loki တယောက်လက်တွေကိုလေထဲမှာဆန့်လိုက်တဲ့အခါပွေချီဖို့မပြောနဲ့ဘသူတဦးတယောက်ကမှဒီလက်သေးသေးလေးတွေကိုမဆုပ်ကင်ပေးနိုင်ခဲ့ဘူး။အဲ့ဒါအပြင်သူ့ရဲ့ MB ကိုယ်တိုင်ကသူ့ကိုကင်ပြီးတော့ FF ရဲ့ Death Rim လို့ခေါ်တဲ့တာရဲကြီးတွေကြိုက်စားရဲ့ဟိုးအကြောင်းနဲ့ကြီးရဲ့ကိုပြစ်ချခဲ့တာပါ။လူအများစုပြောကြတာကတော့မွေးရဲ့မိခင်ရင်ဟာစွန့်ပစ်တာကိုခံရတယ်ကံမကောင်းလာတဲ့ဝိညာဉ်လေးပေါ့ဒါပေမဲ့အဖေဖြစ်သူရောအမေဖြစ်သူကပါအေရှန်ချိုင်းရဲ့နေဖြစ်တဲ့အတွက်သွေးတော်မရောတဲ့အေရှန်ချိုင်းရဲ့စစ်စစ်လေးလိုကီကအမြင့်ကနေပြုတ်ကျခဲ့တာတော့မတိပဲနဲ့အောက်ကသားရဲတွေကိုတောင်းမှပြန်ပြီးတော့တိုက်ခိုက်ပြီးမဆောက်လွန်းတဲ့တောင်ကြီးကိုကုတ်တွန်ရင်းနဲ့ပါသူ့အမေစီကိုပြန်လာခဲ့ရတဲ့တနာစီယာကလေးတယောက်ဖြစ်ခဲ့တာပါလိုကီလေးဟာသူ့မိခင်ကိုတွေးချင်လို့သူ့မိခင်ရဲ့နာကိုတွားရတောင်မိခင်ဖြစ်သူရဲ့မကောင်းဆိုးဝါးလို့ခေါ်တဲ့အတန်တွေကိုအမြဲကြားနေခဲ့ရတယ်သူ့အမေရဲ့အသားကိုထိတွေ့ခွင့်တော့မရခဲ့ဘူးတိုက်ဆိုင်တယ်ပဲပြောရမလားလိုကီမွေးပြီးတိတ်မကြဘူး FF မှာအငယ်ပြီးတန်းနေတင်ကြတယ်အချင်းချင်းရန်နေဖြစ်ကြတယ်ပြီးကြတော့ Civil War တွေပါဖြစ်ပြီးတော့မှဒါတွေအကုန်ဖြစ်လာတာကလိုကီကြောင့်ဆိုပြီးတော့ဘာမဆိုင်ညာမဆိုင်အပြစ်တင်ကြတယ်အဲ့ဒီနောက်ဒီကိစ္စတွေကိုတည်သွားတဲ့ဘယေဟာရယ်ဟာ FF တိုင်းပြည်မှာကြုံတွေ့နေရတဲ့အငတ်ဘေးပြဿနာကိုဖြေရှင်းပေးဖို့တိုင်းတစ်ပါးကနေမဟာမိတ်တွေနဲ့အတူပြန်လည်ရောက်ရှိလာတယ်ဒီလိုနဲ့ဘယင်ဟာရယ်ပြန်လာတဲ့ညမှာပဲလိုကီရဲ့ MB ဖြစ်သူဟာကိုသားဖြစ်သူကိုမုန်တီနာကြီးစိတ်တွေနဲ့ပဲစိတ်ပိုင်းဆိုင်ရာကိုနှိပ်ဆက်ရင်တိတ်ဆုံးသွားခဲ့ရတယ်။အရာအလုံးဟာနောက်ကျသွားပြီလို့ပြောရမလို့ဟာရယ်ပြန်ရောက်လာတော့အသက်လာပိုင်းလေးပဲရှိသေးတဲ့လိုကီဟာအချင်းနဲ့ပတ်သက်လာရင်အရာကိုလက်မြောက်အရှုံးပေးပြီးသားဖြစ်နေတယ်။အပြင်ပိုင်းဝေဒနာခံစားမှုတွေကြောင့်လဲလိုကီလေးခမဝေးလာပြီးတိတ်မကြောက်ဘူးမျက်လုံးကိုအစီးနဲ့ပဲတဘောလုံးနေထိုင်လာခဲ့ရတာ။အမေဖြစ်သူကလည်းတည်အဖေဖြစ်သူကလည်းတိုင်းရည်ပြည်တွေနဲ့ကိစ္စတွေအလုံများနေတော့လိုကီလေးဟာ Astrid ရဲ့မောင်ဖြစ်သူနဲ့ကြီးပြင်းလာရတယ်။ Astrid ရဲ့မောင်ဖြစ်သူကလည်းလိုကီကိုလုံးဝကောင်းကောင်းဆက်ဆံတာမဟုတ်ဘူး။လိုကီကိုအမြဲတမ်းမကောင်းတဲ့စကားလုံးတွေနဲ့ထိုးနှက်နေတာ။ဒါကြောင့်မို့လို့စဉ်းစားကြည့်ရင်လိုကီကမွေးကလေးဟာဗာမိဘမြတ်တာကိုမှမခံစားခဲ့ရဘူး။မိဘမြတ်တာကိုပေးနိုင်တဲ့အဖေဖြစ်သူကလည်းတိုင်းရည်ပြည်ကိစ္စရဲ့အကြောင်းအမြဲတမ်းအလုံးရှုံနေတတ်တယ်။ဟာရယ်ဖြစ်သူကတစ်ဖက်မှာနေမအားညာမနာတိုင်းပြည်ကောင်းစားမှုအတွက်လုပ်နေတဲ့အချိန်မှာတစ်ဖက်ကလိုကီကတော့ childhood trauma တွေကြောင့်ပဲရွာတွေကိုလိုက်ပြီးတော့ဖျက်ဆီးနေခဲ့တာအဲ့အချိန်ကလေးကလိုကီရဲ့ခေါင်းထဲမှာအားနေတဲ့လူတွေကတေးနေဆိုတဲ့ mindset ကြီးကိုဝင်သွားတာဖြစ်တယ်ဘယင်ကြီးဟာရယ်မာကလည်းတားဆိုလို့လိုကီပဲရှိရတော့မဟုတ်ဘူးဟာရူဒင်လို့ခေါ်တဲ့တားတယောက်လည်းရှိသေးတယ်တကယ်တော့ဟာရယ်မာ Astrid နဲ့မယူခင်တော့အီဒါလို့ခေါ်တဲ့အမျိုးသမီးတယောက်နဲ့ချစ်ကြိုက်ခဲ့ဘူးတယ်အီဒါဆိုတာကျင်နာတက်ပြီးတော့မှသဘောမနှောရှိတဲ့အမျိုးသမီးတယောက်ပါအီဒါတယောက်ဟာရယ်အပေါ်ဘလောက်လွှမ်းမိုးခဲ့လဲဆိုရင်အတိတ်မှာတော့ဟာရယ်ဟာလိုကီလိုပဲဆိုးသွမ်းခဲ့ပြီးတော့မှအင်အားတီတာအရာဆိုတဲ့စောင်ပုတ်ကိုလက်ထဲမှာကင်ထားပြီးတော့မှအရာအလုံးကိုပတ်ပြီးတော့တောင်းညမ်းနေတာဖြစ်တယ်
ဒီအကြောင်းလေးကိုအချင်းချုပ်ပြောရမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း109နှစ်ကိုပြန်သွားရလိမ့်မယ်အဲ့ချိန်တုန်းကပင်လယ်ပြင်မှာဂျိုင်းယန်နေကြီးစိုးနေတဲ့ခေတ်ပေါ့ဟာရယ်ဟာလူသားတိုင်းပြည်တစ်ခုကိုဝင်ဖြတ်စည်းရင်းနဲ့ပြဿနာတစ်ခုမှာလူတွေဖမ်းချုပ်တာခံထားရတဲ့ဂျိုင်းယန်အမျိုးသမီးတစ်ယောက်ကိုတွေ့လို့လမ်းကြုံဝေရောက်ကယ်တင်ခဲ့တယ်ဖြစ်ချင်တော့ဒီဂျိုင်းယန်မကလူသားတွေကိုကျေးဇူးဆက်တဲ့အနေနဲ့ဒီလိုမျိုးပြဿနာမှာကပြနေတာဘာဖြစ်လို့လဲဆိုတော့တစ်ချိန်တော့ဒီဂျိုင်းယန်မအခက်ခဲရောက်နေတော့လူသားတွေကသူ့ကိုကယ်တင်ခဲ့တာကြောင့်မလို့သူကကျေးဇူးပြန်ဆက်နေတာဖြစ်တယ်ဒါကြောင့်ပဲဘူးမတိဘာမတိနဲ့တတိုင်းပြည်လုံးကိုဖျက်ဆီးခဲ့တဲ့ဟာတွေကိုပါရိုက်လိုက်ပါတယ်ငယ်ငယ်တည်းကဘဒူထိတာမှမခံခဲ့ရတဲ့အေဘတ်ရဲ့တော်ဝင်မျိုးတွေဘရင်ဟာရယ်ကအေဘတ်ကတော့မဟုတ်တဲ့တခြားတိုင်းပြည်ကတာမန်ဂျိုင်းယန်တယောက်ရဲ့လက်စင်ပေးတာကိုခံလိုက်ရတာဆိုတော့ဟာရယ်ရဲ့နောက်လိုက်တွေကလည်းမျက်လုံးတွေပြူးကုန်ကြတယ်ဒါကြောင့်မို့လို့ဟာရယ်ကသူ့ကိုဘာလို့ရိုက်တာလဲဆိုပြီးတော့မေးလိုက်တယ်အဲ့အချိန်မှာအီဒါကဘာပြောလဲဆိုရင်ဒီမှာကန်တရားကြောင့်မို့လို့နင်ကတန်တန်မာမာနဲ့မွေးလာရတာအဲ့ဒါနဲ့ပဲနင့်ကိုနေဟုတ်လာပြီထင်မနေနဲ့နင့်လိုအမိုက်တရိုက်ကြောင့်မို့လို့ငါတို့ဂျိုင်းယန်တွေကိုလူသားတွေကအရိုင်းဆိုင်ကောင်တွေတရိษံနေဆိုပြီးတော့တတ်မှတ်ခံထားကြတာလို့အီဒါကဟာရယ်ကိုမျက်ရည်တွေနဲ့ပြောလိုက်ပါတယ်အဲ့မှာပဲဘယင်ကြီးဟာရယ်ကအီဒါပြောတဲ့စကားကြီးကြောင့်တရားပေါက်ပြီးတော့မှအတိတ်ကဘယင်တွေရဲ့လုပ်ရက်တွေကြောင့်ဂျိုင်းယန်နေဆိုရင်လူတိုင်းကကြောက်လန့်နေကြရတဲ့ AFF ပြည်ကြီးကိုပြန်ပြီးတော့အဖက်ဆယ်ဖို့အိန္ဒိချင်းနိုင်ငံတွေနဲ့ပြန်လဲသိမ်းမြတ်ရေးအတွက်ကဘာအနက်ခရီးတွေထွက်ပြီးတော့မှတခြားလူမျိုးတွေနဲ့မိတ်ဆွေဖွဲ့တာတွေယဉ်ကျေးမှုဖလှယ်တာတွေဒါအပြင် AFF ရဲ့ရိုးရာတစ်ခုလည်းဖြစ်ဂျိုင်းယန်တွေကိုလူတွေအနေနဲ့မကောင်းဆိုးဝါးလို့မြင်နေတဲ့အဓိကလက်နက်တစ်ခုဖြစ်တဲ့စစ်တီရိုးရာကိုစွန့်လို့ဖို့ဖြစ်လာတယ်ဒီလိုအီဒါရဲ့လွှမ်းမိုးမှုတွေကြောင့်ပဲဟာရယ်ကလူတိုင်းချစ်ခင်တဲ့ဘယင်တယောက်အဖြစ်လာတော့မှဖြစ်တယ်အဲဒီနောက်ဘယင်ဟာရယ်သူ့ကိုအမြင်မှန်ရအောင်ပြုပင်ပေးခဲ့တဲ့အီဒါနဲ့ပဲချစ်ချွန်းဝင်သွားခဲ့ပြီးတော့မှတိုင်းပြည်ရဲ့မီပီယာအဖြစ်တင်မြောက်ဖို့လုပ်ပြီးမဲ့ပြည်နယ်အသီးသီးရဲ့အကြီးအကဲတွေကတော်ဝင်သွေးလည်းမဟုတ် FF သားလည်းမဟုတ်တဲ့အပြင်လူတွေကိုဘယင်မီပီယာအဖြစ်တင်မြောက်ဖို့အတွက်ဒီကိစ္စကိုကန့်ကွက်ခဲ့ကြတယ်ဒါကြောင့်မို့လို့အီဒါဟာရယ်ရဲ့တရားမဝင်ဇနီးမယားအဖြစ်သာနေထိုင်ခဲ့ရပြီးတော့မှဟာရူဒင်ဆိုတဲ့တားတော်တစ်ပါးကိုဖွားမြင်ခဲ့ပါတယ်ဒီလိုနဲ့လွန်ခဲ့တဲ့82နှစ်ရောက်မှာတော့အကြီးကဲတွေကအက်ကိုရွာရဲ့မျိုးရိုးမြင်နောက်ခံရှိရဲ့ Astrid နဲ့တရားဝင်ပေးစားလိုက်ပြီးတော့မှသိတဲ့အတိုင်းပဲဒီ story ရဲ့ဇက်လိုက်ဖြစ်တဲ့ Loki လေးမွေးဖွားလာခဲ့တာပါLoki ဟာမွေးခဲ့တဲ့မိဘတွေရဲ့တွင်တင်ဆုံးမမှုမရှိဘဲနဲ့ကြီးပြင်းလာတာဖြစ်တာကြောင့်မို့လို့အရာရာကိုသူ့စိတ်အလိုကြောင့်ရန်လိုဖြတ်စည်းတတ်တဲ့ကလေးတစ်ယောက်ဖြစ်လာခဲ့တယ်။ဒီနေ့ဘယင်ဟာရယ်မရှိတဲ့တရက်မှာ Loki ကရွာတရာတဲ့ကိုအသေးကောင်ပုံကကျဆားနေကြတဲ့တာရဲကြီးကိုခေါ်လာပြီးတော့မှရွာတရာလုံးကိုစတင်ဖြတ်စည်းခဲ့ဘူးတဲ့။ဒါကိုဟာရူဒင်ကမြင်တော့သူ့အဖေစူးစမ်းရုန်းကန်ပြီးခက်ခဲဝုန်းမှန်ထားရတဲ့ရွာကိုဖြတ်စည်းလို့တားဖို့လုပ်ပါတယ်။ဟာရူဒင်ကတော့လူကီကိုတားဖို့လုပ်ပြီးမဲ့သူ့ရဲ့ဖေးရီဒူမေကွင်းကြီးကအေရှန်ချိုင်းရဲ့စစ်စစ်ဖြစ်နေတာကြောင့်မို့လို့အင်အားရောအရွယ်စားပါတိတိတသာကွာခြားနေတဲ့အတွက်ကြောင့်မို့လို့လူကီလုံးသမျှကိုဘာမှမပြောနိုင်မဲနဲ့ခေါင်းကုန်းသာခံနေရပါတယ်အဲ့အချိန်ဟာရူဒင်ရဲ့တငယ်ချင်းတွေကလူကီကိုလာရောက်တားဆီးပြီးတော့မှဟာရူဒင်ကိုစိတ်ပူဆိုးရိမ်နေအောင်မြင်ရတယ်ဒါကိုမြင်တဲ့လူကီရဲ့အတွက်တော့နှလုံးသားတွေကလက်ဟာနေတဲ့နေရာလေးရတစ်ဆင့်နာကျင်လာပါတော့တယ်တကယ်တော့လူကီလေးတယောက်ကတခြားလူတွေကိုနာကျင်အောင်လုပ်ပြီးအရာရာကိုဖျက်ဆီးနေခဲ့တာဟာသူ့ရဲ့နှလုံးသားတွေကအပေါက်ကိုဖာထီးကျင်တာကြောင့်ဖြစ်ပြီးတော့မှအချစ်မြတ်တာဆိုတဲ့အရာကိုလိုချင်ခဲ့တာမလို့အခုလိုလုံးမိလို့လုံနေတာဖြစ်ပါတယ်နောက်ဆုံးကိုယ့်အကူတက်တည်ဖို့အရန်နှက်လာပါပြီဆိုတော့အသေးကောင်ပုံနဲ့ကိုခုံချတဲ့အထီတောင်လုပ်ခဲ့ပြီးတော့မှအေရှန်ချိုင်းရဲ့သွေးပါနေတဲ့လူကီရဲ့အတွက်ကတော့တေးကျင်တာတောင်တေးလို့မရတဲ့အခြေအနေဖြစ်နေပါတယ်အဲ့မှာပဲကံကောင်းထောက်မှစွာနဲ့သူ့ဘဝကိုအလင်းရောက်ပေးနိုင်မဲ့လူနဲ့အမတ်တမဲ့တွေးဆုံခဲ့ရပါတယ်အဲ့လူကနည်းနည်းရတော့မဟုတ်ဘူးတိတ်တိတ်ကျဲပင်လေမြကြီး Rock Dizibet ပါတကယ်တော့ Rock Dizibet နဲ့သူ့အဖွဲ့သားတစုကသူ့အဖေဖြစ်တဲ့ဘယင်ဟာရယ်ကိုလာတွေ့တာဖြစ်ပြီးတော့မှလူကီကိုဘယင်ဟာရယ်နဲ့တွေ့ချင်ကြောင်းပြောလိုက်တယ်လူသားတွေကိုအားနေတဲ့တတ်တော်ပါလို့တတ်မှတ်ထားတဲ့လူကီကတော့ငါအဖေကအခုနိုင်ငံထဲမှာမရှိဘူးမင်းတို့လိုပျော်တီးပျော်ဖက်ကောင်းနေရမြန်ငါ့ကိုလာပြီးတော့အမိတ်ပေးရလားဆိုပြီးတော့ Rock ကိုတီးဖို့လုပ်ပါတယ် Rock ဆိုတာဘယ်သူမှမသိတဲ့လူကြီးကတော့ချက်ချင်းဆိုသလိုပဲ Rock ပြတ်တီးတာကိုခံလိုက်ရတယ်အဲ့နောက် Rock တယောက်ဘလောက်ညံနေညံနေများလဲဆိုရင်ဒဏ်ရာရနေတဲ့လူကြီးကိုငစားလုပ်ပြီးတော့မှ Harry ကို FF ပြန်လာခိုင်းဖို့အကြက်ကန်ခဲ့ပါတယ်အဲ့ဒီနောက် Harry ကဒီသတင်းကိုကြားပြီး FF ကိုချက်ချင်းပြန်လာခဲ့တယ်ဒါပေမဲ့မွေးကလေးကချစ်ချင်းမြတ်တာကိုမခံစားခဲ့ရတဲ့လူကြီးကတော့ Harry ပြန်လာတာဟာသူ့ကိုစိတ်ပူလို့ဆိုတာထက်တခြားအကြောင်းအရာကြောင့်တိုက်ဆိုင်လို့ပြန်လာတယ်ဆိုပြီးတော့ပဲသူကခံယူထားတာအဲ့နောက် Ross ကလည်းသူ့ရဲ့မိတ်ဆွေဖြစ်တဲ့ဘယင် Harry စီကိုရောက်လာပြီးတော့မှ Harry ကိုသူနဲ့အတူတူကမ္ဘာအစိုးရကြီးကိုဖြုတ်ချမယ်
ပြီးသွားရင်ကဘာရဲ့အထက်စီးကနေပြီးတော့မှတကဘာလုံးကိုအတူတူအုပ်ချုပ်ကြမယ်ဆိုပြီးတော့ဟာရယ်ကိုလာရောက်ပြီးတော့ကမ်းလှမ်းတာဖြစ်တယ်။ Ross တယောက်ကတော့ကဘာဖြတ်မဲ့ပလန်ကြီးပြောပြီးတော့မှသူ့အဖွဲ့တွေကိုဝင်ဖို့အတင်းကမ်းလှမ်းနေခဲ့ပြီးမြဲဟာရယ်ကတော့ဒီအကြံကိုနည်းနည်းလေးတောင်စိတ်မဝင်စားခဲ့ဘူး။ဒီကိစ္စကို Ross မြူဆွဲခဲ့တာကဟာရယ်ကိုဖြစ်ပြီးတော့မှတကယ်တမ်းမြူဆွဲခံလိုက်ရတဲ့လူကတော့အခန်းထောက်တနေရာကနေဒီစကားဝိုင်းကိုခိုးနားထောင်နေတဲ့လူကီလေးဖြစ်နေပါတယ်။အဲ့ချိန်ကနေစပြီးတော့လိုကီဟာ Ross ရဲ့ကဘာဖြတ်ပလန်တွေကိုအရန်စိတ်ဝင်စားခဲ့ပြီးတော့မှ Ross တယောက်ကလိုကီအတွက်တော့ idol လို့ဖြစ်လာခဲ့တယ်။ဒီလိုနဲ့တရက်ပြီးတရက် Ross တယောက် Harrell ကိုသူ့ရဲ့အဖွဲ့ထဲဝင်ဖို့အချိန်ချင်း FF ကိုလာပြီးကမ်းလှမ်းခဲ့တယ်။ဒီပလန်ကိုနည်းနည်းလေးတောင်စိတ်မဝင်စားတဲ့ Harrell တယောက်ကတော့အချိန်ချင်းညှင်းပယ်ခဲ့တယ်။ဒါပေမဲ့ Ross ဟာသူ့ရဲ့အဖွဲ့တွေကိုဖိတ်ခေါ်ချင်နေတာက Harrell ကိုဖြစ်ပြီးတော့မှတကယ်တမ်းသူ့အဖွဲ့တွေကိုမရမကဝင်ချင်နေတဲ့တယောက်က Harrell ရဲ့သား Loki ဖြစ်လို့နေပါတယ်။ Loki တယောက် Ross ရဲ့အဖွဲ့တွေကိုဘလောက်တောင်ဝင်ကျင်လဲဆိုရင် Ross ဘလောက်သူ့ကိုတီးတီးမတ်ဖဲနဲ့ FF ကိုတူလာပြီးဆိုတိုင်းသူ့ရဲ့အဖွဲ့တွေကိုဝင်ရဖို့အမျက်လိုတပူပူတညံ့ညံ့ကြီးတိုက်နေရတဲ့အထိပါပဲအဲ့လိုနဲ့နောက်ပိုင်း Harrell ကတိုင်းပြည်ကောင်းစားရေးအတွက်ခရီးတွေထွက်နေရတာကြောင့်စောက်ရှောက်ပေးမဲ့လူမရှိတဲ့ Loki ကို Harrell ကသူချစ်ရတဲ့ပထမဇနီးဖြစ်တဲ့ Ida စီကိုပဲပို့ထားခဲ့လိုက်ပါတယ်သဘောကောင်းလာတဲ့ Ida ကတော့သူ့အသားအရင်မဟုတ်တာတောင်မှ Loki ကိုသူ့ရဲ့သွေးသားအရင်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေလုံးဝမခွဲခြားဘဲနဲ့သူသားနှစ်ယောက်စလုံးကိုတေချာဂရုစိုက်ပေးခဲ့တာပါဒီလိုအချိန်ကစပြီးလိုကီကတဖြည်းဖြည်းနဲ့နှွေးထွေးမှုကိုခန်းစားလာပြီးတော့မှသူ့ရဲ့နှလုံးသားကလည်းလက်ဟာနေတဲ့အပေါက်ကိုတဖြည်းဖြည်းဖြစ်မိသွားပါတယ်ဒီလိုနဲ့လိုကီဟာသူ့ရဲ့မွေးစားအမေနဲ့မတည့်အတူနဲ့အကိုဟာရူဒင်တို့နဲ့နေထိုင်ခဲ့ရပြီးတော့မှမိသားစုဆိုတဲ့အရာတာကိုလည်းအပြည့်အဝခန်းစားခဲ့ရပါတယ်ဒီလိုနဲ့လွန်ခဲ့တဲ့32နှစ်အကြာ Coverly Incident ရဲ့အပြီးမှာတော့ Loki ဟာသူ့အရန်လေးစားအားကြရတဲ့သူ့ဘဝကိုအလင်းရောင်နေပြီးခဲ့တဲ့ Ross DZ ဘက်ကြီးတည်သွားပြီဆိုတာကိုကြားလိုက်ရတယ်။သူ့ဘဝရဲ့နောက်ထပ်အရေးပါတဲ့လူတစ်ယောက်ထပ်ပြီးတော့ဆုံးရှုံးလိုက်ရပြီမို့လို့ရှက်ကြီးချင်ငယ်ငိုခဲ့ပါသေးတယ်။တကယ်တော့ Loki ဟာ Ross DZ ဘက်ကိုနီကာဖြစ်မယ်ဆိုပြီးတော့ယုံကြည်ခဲ့တာဖြစ်ပြီးနီကာဆိုတာကို FF နိုင်ငံအတွင်းမှာဆိုရင်မျိုးစုံကျိုးခုံပြီးတော့ကိုးကွယ်ကြတာဖြစ်တယ်။ FF အတွင်းမှာဆိုရင်နီကာကိုကိုးဝယ်ပုံကအုပ်စုနှစ်ခုကွဲနေတယ်ပထမတအုပ်စုကိုပြောရမယ်ဆိုရင်နီကာဆိုတာသူတို့ကိုလွတ်လပ်အောင်လုပ်ပြီးမဲ့နတ်ဖျားတစ်ပါးလို့ယုံကြည်ခဲ့ကြတာဖြစ်ပြီးတော့မှဒုတိယအုပ်စုကတော့ဒီအမြင်နဲ့ဆန့်ကျင်ပြီးတော့မှနီကာကိုဖျက်ဆီးခြင်းနတ်ဖျားလို့သတ်မှတ်ထားခဲ့ကြတာအဲ့အချိန်မှာလိုကီဟာဒုတိယအုပ်စုတွေကဖြစ်ပြီးတော့မှနီကာကိုဖျက်ဆီးခြင်းနတ်ဖျားလို့သတ်မှတ်ထားခဲ့ပုံပါပဲအဲ့အကြောင်းမို့လို့တရားဝင်တရားထွက်ပြီးတော့မှလူဆိုးလိုက်လုံနေတာကလည်းနီကာကိုအားကြလို့ဆိုပြီးတော့ဖြစ်နိုင်တယ်အဲ့လိုနဲ့ငယ်လွန်းသေးတဲ့လိုကီလေးဟာ Ross နဲ့အမတ်တရတွေကိုပြန်တွေ့ရုံကလွဲပြီးဘာမှမလုပ်နိုင်ခဲ့ဘူးအချိန်ကြီးရလည်းတဖြည်းဖြည်းနဲ့ကုန်လွန်လာခဲ့ပြီးတော့မှလက်ရှိအချိန်ကိုရောက်မလာခင်လွန်ခဲ့တဲ့15နှစ်လိုကီအသက်48နှစ်ကိုရောက်လာခဲ့ပါပြီFF တိုင်းပြည်ကဘရင်ဖြစ်သူ Harrell ရဲ့စူးစမ်းအားထုတ်မှုတွေကြောင့်ပဲကမ္ဘာအစိုးရရဲ့အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်ဖို့ခြေလှမ်းတွေကတဖြည်းဖြည်းနဲ့နီးစပ်လာခဲ့ပြီးတော့မှဘရင် Harrell ကလည်း War Government ရဲ့လက်အောက်မှာတိုက်ရိုက်တာဝန်ထမ်းဆောင်နေရတဲ့အခွင့်ထူးခံ Ghost Knight တယောက်ဖြစ်လို့နေပါပြီ။အဲ့ဒီနေ့ပင်လယ်ပြင်ရဲ့တစ်ဖက်ခြမ်း FF ရဲ့တငါရွာမှာ Ida ဟာအမည်မသိယောဂတစ်ခုဖြစ်လို့နေခဲ့ပါတယ်။နိုင်ငံအတွင်းဟာဆရာဝန်တွေကလည်းကုလိုမတိုင်းတဲ့အတွက် War Government လက်အောက်ကဖြစ်တဲ့ Harrell ကိုအကြောင်းကြားပြီးတော့မှနိုင်ငံအရရက်ကဒီယောဂါကိုကုသနိုင်မဲ့ဆရာဝန်ကိုရှာဖို့အတွက် Harrell ကိုပြန်ခေါ်ဖို့လုပ်ပါတယ်။ဒါပေမဲ့လည်း Ida တယောက်ကငင်းဆန်ခဲ့ပြီးတော့မှ Harrell ကသူ့အလုံးနဲ့သူရှုပ်နေတာကြောင့်မို့လို့သူ့ကြောင့်နဲ့အနောက်ရှက်ဖြစ်မှာဆိုတဲ့အတွက်သူယောဂါကမကြခင်တတ်လာမှာပါလို့အကြောင်းပြချက်ပေးပြီးဒီလိုလုပ်ဖို့ကိုငင်းဆိုလိုက်တယ်။ဒီလိုနဲ့ယောဂအခြေအနေကပူပူဆိုးလာတာကြောင့်မို့လို့ဟာရူဒင်တို့အဖွဲ့ကအီဒါအတွက်စေးသွားရှာခဲ့ကြပြီးတော့မှလိုကီကလည်းအီဒါအတွက်ဆိုပြီးတားရဲတချို့ကိုဖမ်းလာခဲ့ပြီးတော့မှတွားပေးခဲ့တယ်။လိုကီတယောက်အပြင်ပန်းမှာတော့အီဒါကိုမချင်မငန်ဆက်ဆံပြီးမဲ့နှလုံးသားထဲမှာတော့အမေအရင်တယောက်လိုချစ်ရှာခဲ့ပါတယ်။ဒီလိုနဲ့နောက်တဲ့နေ့မှာလိုကီရဲ့ငွေရရွာဖြစ်တဲ့အကူရောရွာသားတချို့ကလိုကီအနာကိုချင်းကပ်လာပြီးတော့မှဘယင်ဟာရယ်ရဲ့ယေဒနာဟာသူတို့အကူရောရွာသားတွေကပဲပိုင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အီဒါလိုအပြင်လူကိုဝေစုခွဲပင်းပေးချင်တာကြောင့်မို့လို့သူ့ကိုတဖြည်းဖြည်းသိစေနိုင်တဲ့အစိတ်ခတ်ခဲ့တာဖြစ်ကြောင်းလိုကီကိုပြောပြလိုက်ပါတယ်သူတို့ရဲ့စိတ်ထဲမှာတော့လိုကီတယောက်သူ့ရဲ့မိထွေးဖြစ်တဲ့အီဒါကိုမုန်းနေမယ်ဆိုပြီးတော့သူတို့ရဲ့ရွာဘက်မှာရှိတဲ့အထင်နဲ့ပြောပြလိုက်တာပါဒါပေမဲ့သူတို့ရဲ့အောက်တန်းကြတဲ့အကြံတွေအကြောင်းကိုပြောပြလိုက်ပြီးမြဲလေတကယ်တမ်းကသူတို့အတွက်အမားကြီးမားသွားခဲ့ရတာလိုကီတယောက်ပောက်ကွဲပြီးတော့မှလိုကီပြောတဲ့စကားအရဘသူကဒီရတနာတွေကိုဂရုစိုက်လို့လေငါအမေရင်ဖြစ်သူကငါ့ကိုမွေးမွေးပြီးချင်းမှာပဲတတ်ဖို့လုပ်ခဲ့တာမင်းတို့အခုချက်ချင်းပြောစမ်းအီဒါကမတည်နိုင်ဘူးမလား
အီတာဆိုတာကငါစိတ်ထဲမှာတိခဲ့ရတဲ့တဦးသီးသောအမေပဲကွာဆိုပြီးတော့ပြောလိုက်ရင်းနဲ့ဖုတ်ခွဲထားတဲ့ခန်းစားချက်တွေကိုထွက်ပေါက်လာပြီးတော့မှအကောတရားလုံးကိုမီးရှို့ဖျက်ဆီးလိုက်ပါတယ်ဒီလိုနဲ့ဘရင်ဟာရဲကလည်း Epuff ကိုပြန်ရောက်လာခဲ့ပြီးတော့မှတိတ်မကြခင်မှာပဲအီတာဟာအစိတ်ကြောင့်ပဲတိတ်ဆုံးသွားခဲ့ရပါတယ်တစ်ဖက်ကလူကီကတော့အကောရွာကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့်မို့လို့အကျဉ်းချနေပြီးတော့မှရင်ထဲမှာတော့သူနောက်ထပ်တံပိုးထားတဲ့လူတစ်ယောက်တိတ်ဆုံးလို့သွားခဲ့ပြီးဖြစ်ပါတယ်သူ့ရင်ထဲမှာနာကျင်မှုတွေပြင်းထန်နေပေမဲ့လည်းဒီနာကျင်မှုတွေကိုမျိုးသိပ်ထားခဲ့ရတယ်။ဒီလိုနဲ့တနေ့မှာဘရင်ဟာရဲကဝေါ်ဂဗမန်ရဲ့ထိပ်တီးရဲ့ပိုင်းမှာကဘာကြီးကိုအထက်စီးကနေပြီးတော့မှချဲလေအုပ်ချုပ်နေတဲ့လူတစ်ယောက်ရှိနေသေးတာကိုတီးသွားခဲ့ပြီးတော့မှဟာရဲဟာအဲ့ဒီအီမူဆိုတဲ့လူကို Epuff ကိုသာဝေါ်ဂဗမန်ရဲ့အဖွဲ့ဝင်တနိုင်ငံဖြစ်အောင်လုပ်ပြီးမှဆိုရင်သူ့အနေနဲ့ဘာပဲပေးဆက်ရအကုန်ပေးဆက်မှာဖြစ်တယ်ဆိုပြီးတော့စကားကြွန်ထားခဲ့တယ်ဒီလိုစကားကြောင့်မို့လို့ဟာရီတယောက်ကဝေါ်ဂဗမန်ရဲ့ခိုင်ခွေလုံးလုံးဖြစ်သွားခဲ့ပြီးတော့မှမသိမျိုးတယောက်လည်းဖြစ်သွားတယ်လို့ပြောလို့ရတယ်။နောက်ပြီးကြတော့သူနေထိုင်တဲ့ Epuff ကရဲတာအတွင်းမှာ Abyss Pentagram ကိုဆွဲခဲ့ရတယ်။ဒီသဘောတူညီချက်တွေကြောင့်ပဲအခြေအနေတွေကပိုပြီးတော့ရှုပ်ထွေးသွားစေခဲ့ရတယ်။အကြောင်းရင်းကတော့ Emo ဟာ Harry ကိုနောက်ဆုံးတာဝန်တစ်ခုပေးလိုက်ပြီးဒီတာဝန်ပြီးသွားပြီဆိုတာနဲ့ Epuff ကိုအဖွဲ့ဝင်နိုင်ငံအဖြစ်ခွင့်ပြုမယ်လို့ကမ်းလှမ်းခဲ့တာကြောင့်မို့လို့Epuff တာအဖွဲ့ဝင်နိုင်ငံဖြစ်ရင်ဘာဝဲပေးဆက်ရလုပ်မယ်ဆိုတဲ့ဟာရဲကလည်းချက်ချင်းပဲလက်ခံခဲ့ပြီးတော့မှ Marine Jones ကနေ Epuff ကိုပြန်လာခဲ့ပါတယ်ဒီလိုနဲ့ Quest Castle ရဲ့ရောက်မှာဟာရဲဟာအီမူမာတဲ့အတိုင်းပဲခုနကပြောတဲ့ Abyss Pentagram တစ်ခုကိုဆွဲစီခဲ့ပြီးတော့မှအီမူဟာသူ့ရဲ့နောက်ဆုံးတာဝန်ရဲ့အကြောင်းကိုဟာရဲကိုပြောပြလိုက်ပါတယ်အီမူဟာ Epuff ကစစ်တီတွေကိုတုံးပြီးတော့မှစစ်ပွဲကြီးတစ်ခုကိုဆင်နွှဲခြင်းနေရဖြစ်တယ်ဒါကြောင့်မို့လို့ Epuff တိုင်းပြည်အတွင်းမှာWar Government ကိုတာဝန်ထမ်းဆောင်ပေးမဲ့စစ်တီတွေကိုစုထားခိုင်းလိုက်ပါတယ်ဒီအကြံကိုမထင်မှတ်ဖဲကြားလိုက်ရတော့လန့်သွားပြီးတော့မှသူထင်သားသလိုဟုတ်မဒီပဲနဲ့အီမူက Epuff ကိုအတုံးချခြင်းနေရဲဆိုတာကိုသိလိုက်ရတော့သူ့အတွက်အရာအလုံးကနောက်ကျသွားခဲ့ပါပြီဟာရယ်တယောက်ကလည်းသူတက်နိုင်တဲ့လောက်ညှင်းမှုစူးစမ်းပြီးမဲ့လေဟရန်နဲ့အီမူတို့ကြားချုပ်ဆိုထားတဲ့သဘောတူညီချက်ကြောင့်မို့လို့ဟာရဲရဲ့ခန္ဓာကိုယ်ဟာအထိန်ချုပ်ခံလိုက်ရပြီးတော့မှသူသာအပြည့်အဝထိန်ချုပ်ခံလိုက်ရမယ်ဆိုရင်သူ့တိုင်းပြည်ကြီးကပျက်စီးတော့မယ်ဆိုတာကိုသိလိုက်ရတဲ့ဟာရဲကတကြီးချာရုအပြင်ဟာရုတင်တဲ့လူကီကိုပါသူ့စီချက်ချင်းခါစားဖို့ခေါ်လိုက်ပါတယ်သူ့အခြေအနေကိုသူနားလည်လိုက်တဲ့ဟာရဲကသူ့ရဲ့အဆောင်တွေကိုအမိတ်တစ်ခုပေးလိုက်တယ်အဲ့ဒါကတော့သူ့ကိုတန်ကြိုးရည်နဲ့ခတ်ပြီးတော့မှသူ့ကိုတတ်ဖို့ပါအဲ့နောက်ခုနကိစ္စရေးကြောင့်အချုပ်ထက်ရောက်နေတဲ့လူကီဟာလည်းထောင်ထဲကထွက်ပြီးတော့မှရုတ်တရက်ဒီဘိုးတော်ကြီးဘာလို့များလဲဆိုပြီးတော့ရဲတိုက်ထဲကိုရောက်လာခဲ့တယ်။ဂျာရူးဟာလည်းဆင့်ခေါ်ခံရတာကြောင့်မလို့လူကီနဲ့အတူတူရဲတိုက်ထဲကိုရောက်ရှိလို့လာခဲ့ပါတယ်။ဒါပေမဲ့ရဲတိုက်ထဲကိုရောက်ချင်းမှာရင်ခွေးတစ်ခုကိုမြင်လိုက်ရပြီးတော့မှသူ့အတွက်လုံးဝကိုလန့်စရာကိစ္စတစ်ခုဖြစ်သွားခဲ့တယ်။သူမြင်လိုက်ရတဲ့မြင်ကွင်းကတော့အဆောင်စစ်သားတွေကသူ့အဖေကိုကြိုးတုပ်ပြီးတော့မှဓာရီလန်နေနဲ့ဝိုင်းထိုးနေကြတာလူကီတို့မှာမြင်တဲ့မြင်ကွင်းကိုဘာဖြစ်နေလဲဆိုတာမသိဘဲနဲ့လုံးဝကြောင်တောင်ကြီးဖြစ်သွားခဲ့တယ်။ဒါပေမဲ့လည်းမတိမျိုးဖြစ်သွားပြီဖြစ်တဲ့ဟာရဲကတော့ဒီဓာရီလန်တွေကသူ့အတွက်အရာတောင်မပြေဘူးလို့ပြောရမယ်ထင်တယ်။ရဲတိုက်အတွင်းမှာရုံရင်းဆက်ခတ်တွေဖြစ်နေပြီးတော့မှဟာကီကိုခန်းစားလိုက်ရတဲ့ Chance နဲ့ကပန်းတို့ကလည်းရဲတိုက်စီကိုချက်ချင်းရောက်လာကြတယ်။ဒီလိုရှုပ်ထွေးလာတဲ့အခြေအနေတွေကြောင့်မို့လို့လူကီကဟာရဲကိုဘာဖြစ်နေလဲဆိုတာကိုမေးလိုက်ပါတယ်။ဟာရဲကတော့သူ့ရဲ့နောက်မှာ War Government ကငါ့ကိုထိန်းချုပ်နေတယ်ဒါကြောင့်မို့လို့မင်းက Epuff နိုင်ငံရဲ့ Legendary Debuff Fruit ကိုစားပြီးတော့မှငါ့ကိုတတ်ပါဆိုပြီးတော့ Harry ကအမိန်ပေးလိုက်တယ်။လူကီတယောက်ကတော့ဘာမှနားမလည်ဘဲနဲ့သူ့အဖေပြောသလိုပဲလုပ်လိုက်တယ်။ဒီလိုနဲ့သူ့အဖေပြောသလို Legendary Debuff Fruit ကိုစားမလို့အခန်းထဲဝင်သွားတဲ့အချိန်မှာသူ့ကိုတူကြီးတစ်ခုကနေပြီးတော့မှအဝေးကနေလှမ်းပြီးတော့တိုက်ခိုက်တာကိုခံလိုက်ရတယ်။ဘယ်ကလာမှမသိတဲ့တူကြီးကြောင့်မို့လို့ကြောင်တောင်ဖြစ်နေပြီမဲ့လဲသူ့ရဲ့အလုပ်ကိုပြီးမြောက်အောင်လုပ်ဖို့အတွက် Debuff Fruit ကိုတွားပြီးတော့စားဖို့လုပ်ပါတယ်။ဒါပေမဲ့တူကြီးကသူ့ကိုစက်တိုက်ခိုက်နေပြီးတော့မှဒီတူကြီးကသူ့ရဲ့အသိစိတ်နဲ့သူ့ကိုတိုက်ခိုက်နေရဲဆိုတာကိုလူကီသိလိုက်ရတယ်။ဒါပေမဲ့တိုက်ခိုက်မှုတွေအပြီးမှာတော့တူကြီးကလည်း Legendary Debuff Fruit ကိုပေးပြီးတော့စားလိုက်တယ်။အဲ့လိုနဲ့ပဲလူကီဟာအကောင်ကြီးတစ်ကောင်အဖြစ်ပြောင်းသွားခဲ့တယ်။သူကအကောင်ကြီးတစ်ကောင်အဖြစ်ပြောင်းသွားတဲ့အပြင်မှာဒီတူကြီးကိုပါရလိုက်တာဆိုတော့တစ်ချက်ကုန်နှစ်ချက်ပြတ်တော်တော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်။ဒီလိုနဲ့လူကီနဲ့ဟာရီတို့တေချာတိုက်ခတ်ခဲ့ကြပြီးတော့မှလူကီတိုက်ခိုက်လိုက်တဲ့တိုက်ခိုက်ချက်ကဟယ်ရီရဲ့လက်မောင်းကအမတ်သားကိုထိမိသွားတယ်။ဒီလိုနဲ့ဟာရီကအသိစိတ်ခဏပြန်ဝင်လာတယ်ပေါ့ဗျာ။အသိစိတ်ပြန်ဝင်လာတဲ့ဟာရီတယောက်ကလည်းလူကီကိုသူ့ကိုတတ်ဖိဖို့တောင်းဆိုလိုက်တယ်။ဒါပေမဲ့လူကီကသူ့ကိုမတတ်ချင်တောင်သူ့ရဲ့အဖေကိုပြန်တက်ရတာဟာအမိုက်မဲဆုံးဖြစ်ကြောင်းကိုပြောနေတယ်။ဒါပေမဲ့လည်းဟာရီကသူ့ကိုမတတ်လို့မဖြစ်ကြောင်းနောက်ပြီးကြတော့အကောရွာကိုဘာလို့မီးရှို့ခဲ့လဲဆိုတာကိုသူသိကြောင်းနေပါပြောလိုက်ပါတယ်။လူကီလည်းမတက်တာတဲ့အဆုံးတော့သူ့အဖေကိုသူ့လက်နဲ့ပဲကိုယ်တိုင်တက်ခဲ့ရတယ်။
လူကီကမျက်ရည်တွေကျလာပြီးတော့မှဒီလိုလှုပ်ခိုင်းခဲ့တဲ့ခမရကိုကျွန်တော်အယမ်းမုန်းနေဆိုပြီးတော့ပဲဟယ်ရယ်ကိုနောက်ဆုံးဒီကုန်းချုပ်ပေးလိုက်ပါတယ်နောက်ဆုံးအခိုက်အတန့်လေးမှာဟယ်ရယ်ကပြုံးပြီးတော့မှသူ့ရဲ့သားကိုချစ်တယ်ဆိုတဲ့စကားတစ်လုံးနဲ့အတူပဲဒီကုန်းချုပ်ခဲ့ရတယ်ဒီအပိုင်းကလည်းယောက်ျားရည်မကြီးတွေကမျက်ရည်ကျစီလောက်တဲ့အထိအိုဒါရဲ့လက်ရာတွေကအမှုပညာမြောက်ခဲ့တာဖြစ်တယ်အဲ့ဒီနောက်လိုကီဟာဒီဖြစ်ရက်တွေကိုအစားဆုံးမြင်လိုက်ရတဲ့ဒကြီးချာရူရဲ့ကပန်းရဲ့ရှန့်ချယ်ကိုနှုတ်ပိတ်ခိုင်းဖို့ပြောခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ Walker Verman လက်အောက်ရောက်ဖို့ကိုသူ့အဖေကနှစ်တီလာတွေအများကြီးစူးစမ်းခဲ့ရတာဒီလိုစူးစမ်းခဲ့တာကဒီလိုအဆုံးသတ်နေဖြစ်သွားတယ်ဆိုတော့သူ့အဖေအတွက်တိတ်ခါမကြစီတင်နာကြောင်းမို့လို့ဒီအကြောင်းကိုနှုတ်ပိတ်ခိုင်းခဲ့တာပါ။သူကိုယ်တိုင်ကပဲဒီနောက်ဆက်တွဲဒီရဲ့တန်ကိုခံသွားမှဖြစ်ပြီးတော့မှ Abuff ကိုနှုတ်ဆက်ပြီးပင်လယ်ထဲကိုထွက်ခွာလာခဲ့ပါတော့တယ်။လိုကီတယောက်ဘယ်ရီသွားပြီးတော့ဘယ်ရီချီရှုပ်ခဲ့လဲဆိုတော့မသိခဲ့ရပြင်ပဲယောက်ျားတိုင်းညင်းတာကိုခံခဲ့ရတယ်။ Big Mom ရဲ့သမီးလိုလာညင်းတာခံခဲ့ရတာကိုတော့ဟိုးရင်ကလေးကသိခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ဘာကြောင့်မှမသိလိုကီဟာရှန့်ရှယ်ဖန်ဆီးရာကိုခံခဲ့ရပြီးတော့မှ Abuff ရဲ့အသေးကောင်ပုံမှာ Seastone Chain နေနဲ့ကျိုးတုတ်တာကိုခံခဲ့ရပါတယ်။ Abuff သားတွေရဲ့အမြင်မှာတော့လိုကီဟာဘယေဟာရယ်ကိုတပ်ပစ်ခဲ့တဲ့အပြင်ကရွာတွေကိုပါဖျက်ဆီးခဲ့တယ်။ဒီလိုမကောင်းဆိုးဝါးတကောင်ဖြစ်လို့ရှန့်ရှယ်ဖန်ဆီးရာခံခဲ့ရတယ်ဆိုပြီးတော့လူတိုင်းကသတ်မှတ်ထားခဲ့ကြတာ။ဒီလိုနဲ့လိုကီဟာ6နှစ်လုံးလုံးအချုပ်ကျခံခဲ့ရတယ်။အခုမှလူဗီတို့ရောက်လာတဲ့အပြင်အဖြစ်မှန်တွေကိုပါတီးသွားခဲ့တဲ့ဟာရူဒင်တို့ကပြန်လွတ်ပေးခဲ့ပြီးတော့မှဘုံရန်သူ၏အီမူကိုလူဖီတို့နဲ့ပေါင်းပြီးတော့တိုက်ခိုက်တော်မှာဖြစ်တာကြောင့်မလို့တကယ်ကိုဟိုက်ရတဲ့မန်ဂါလီကလာတော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့စောင့်ကြည့်ဖို့လည်းပြောချင်ပါတယ်။ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ။ဘဝစကြောင်းကိုပြောပြတဲ့ဗီဒီယိုဖြစ်တာကြောင့်မလို့ကျွန်တော် theory တော့ထည့်ပေးသွားမှာမဟုတ်ဘူး။တကယ်လို့မှသင်ကမန်ဂါရီဖတ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Telegram Channel မှာမန်ဂါလာဖတ်လို့ရတယ်။ One Piece ongoing မန်ဂါကိုအတက်နိုင်ဆုံးအမြန်ဆုံးဖြစ်အောင်တင်ပေးနေတာကြောင့်မို့လို့ One Piece မန်ဂါတွေကိုဖတ်ချင်တယ်။နောက်ပြီးကြတော့ One Piece content အပိုးတွေကိုကြည့်ကျင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram Channel လေးကို join ပေးကြဖို့တောင်းဆိုချင်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။ Bye guys, see you in the next video.